အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန် United အသင်းကတိုက်စစ်ကစားသမားမိုကူရဲ့နောက်ဆုံးရရှိထားတဲ့သတင်းအခြေအနေတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်ရန်ကုန် United အသင်းရဲ့အဓိကတိုက်စစ်ကစားသမားတအုပ်ဖြစ်တဲ့မိုကူကတော့ဖေဖော်ဝါရီလ20ရက်နေ့ကရှမ်းနိုင်တဲ့အသင်းနဲ့ရှင်းပြိုင်ကစားခဲ့တဲ့မြန်မာ National League ပွဲစဉ်မှာပြင်းထန်စွာတရားရရှိခဲ့တာကြောင့်လက်ရှိချိန်မှာတော့စေကူတာမှုကိုခံယူနေရလျက်ရှိပါတယ်မိုကူဟာရှမ်းနိုင်တဲ့အသင်းနဲ့ရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာပွဲထွက်ကစားသမားဖြစ်ပါဝင်ကစားခွင့်မရရှိခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့ပွဲကစားချိန်88မိနစ်မှာတော့ရှန်ယူနိုက်တက်တရဲ့နောက်ခံကစားသမားဖြစ်တဲ့ရမင်းသူရဲ့ကြမ်းတမ်းစွာကစားပုံကြောင့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးပွဲမပြီးဆုံးခင်မှာပဲစစ်ကူတောက်မှုကိုစတင်ခံယူခဲ့ရပါတယ်။လက်ရှိချိန်မှာတော့ကြားသိရတဲ့သတင်းတွေအရမိုကူဟာရှစ်တလုံးထပ်ပိုင်းကျိုးသွားခဲ့တာကြောင့်စိုးရိမ်ရတဲ့အနေအထားနဲ့ရင်ဆိုင်နေရပြီးဖေဖော်ဝါရီလ21ရက်နေ့ညပိုင်းမှာတော့ခွဲစိတ်ကူတောက်မှုကိုခံယူသွားမှာဖြစ်တာကြောင့်သူ့အနေနဲ့ကစားသမားဘွားကနေအနားယူရတဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်ခြေရှိပါတယ်။မိုကူတယောက်ဘောလုံးပြန်ကစားနိုင်ဖို့အတွက်လက်ရှိချိန်မှာတော့ကာလာရှီစစ်ကူတောက်မှုကိုခံယူသွားရမှာဖြစ်တာကြောင့်ဒီတန်ရာမိုကူအတွက်ရောရန်ကုန် United အသင်းအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း Sheffield United အသင်းကနောက်ခက်ကစားသမားရဲမင်းသူအနေနဲ့ပွဲပြီးဆုံးချိန်မှာပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့မိုကူဘောသွားရောက်တောင်းပန်ခဲ့သလိုသူ့ရဲ့လူမှုကွန်ရက်ပါလည်းတောင်းပန်စကားဆိုခဲ့ပေမဲ့ရန်ကုန် United အသင်းရဲ့ပရိသတ်တွေနဲ့ကစားသမားတွေကတော့ရဲမင်းသူပေါ်ဝေဖန်မှုတွေမြင့်တက်နေစေဖြစ်ပါတယ်။ဒီတလုံးကျိုးဒဏ်ရာကြောင့်စေကူတောင်းမှုခံယူနေရတဲ့ရန်ကုန် United အသင်းရဲ့တိုက်စစ်ကစားသမားမိုကူဟာ2025-2026မြန်မာ National League ရဲ့ရန်ကုန် United အသင်းအတွက်လက်ချန်ပွဲစဉ်တွေဖြစ်ကြတဲ့ဒဂုံစတာအသင်းမဟာ United အသင်းဟန်တာရီ United အသင်းရတနာပုံအသင်းတွေနဲ့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေမှာတော့ပါဝင်နိုင်ခြင်းမရှိဖို့ကတော့ရှားနှုံးပြနီးပါချင်းတင်နေလည်းရှိပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန် United အသင်းရဲ့တိုက်စစ်ကစားသမားမိုကူရဲ့နောက်ဆုံးရရှိထားတဲ့သတင်းအခြေအနေတွေကိုစူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။